rồi thì hiện sao bây giờ xe đi xe đấy nó như vì ya aku yang dia untuk ya saya sedang ya aku tu yang dia jauh uji bunga bimbing nanti dia pada dia dah siap le ini dia ada ini dia berarti ini nama bebel dulu nyabe dulu pemimpin jadi sebenarnya nama si jadi boleh orang jauh jadi boleh ramai bebel dulu nyabe dulu boleh siu melanya benar dalam boleh saja dua boleh benar benar boleh jadi jadi dua boleh dia wanita cak jadi lebih bilo siu saja liu yang ini kerja ye kemudian wanita sebenarnya apa yang mana menying mati Wili daja mengira nisar siai siate dalam sini deh. Yang ini hukum yang ada ye mati mengira berboleh tapi apa bola mengira wah nisar siai wili apa mayo wili apa mayo nisar dengan ini Sini buangnya biru, tapi abang tu siapa tu biru, sudah ni memilih dua nisa, yang apa tu memilih dua nisa lu, cuma buangnya biru berjapa. Nisa orang nisa bukan, wena di mati memilih dua wena. Kedele mati mengira boleh kita. Boleh untuk sini video. Boleh mengira dua nisa supaya apa? Dulu siapa Leboma wayo sudah leboma mengira tu dua mana yang ada dia? Tu kau mau ngedi kerja ni mah. Kan saya penyu boleh, Tu siapa? Kau mau ngedi mah kan saya boleh. Dunia kau mau ngedi mah yo. Dunia kan saya boleh hello. Nak kau masih liu ngedi tu macam Neri sudah niali mah, keluarnya kanzanya poni wali, keluarnya kanzanya pini wali. Tu neri liu mandi jalan bah, dia jalan mandi. Sahaja sudah bah, neri, lihat pergi pulang balik kembali aneh. Nak kau masih bergawe, tu ngeri Uthman Islam bah, sudah bah, tu yang ngeri berjual. Ayo, lihat pergi pulang balik nak kau masih kanzai itu, ngeri masih dia, ternyuh tu dia, sudah bah. Susah jadi ini istri sama. Temani baik je, pari temani baik je. Pemalu, siu baik je ni. Ini lo, willpower baik je. Ayo dah. Tu siu, ayo ni dah kalau tina.
ငယ်တွေကိုမှန်းကြည့်ရသလားရှုတာတို့ငယ်လေးပဲဖြစ်နေပါရဲ့ငယ်လေးများများပဲလို့ဖြစ်နေပါလေဘယ်လိုကံစားရဲ့ပေါ်ပါလေးကိုမှန်းလိုက်သလားစွန့်လိုက်ရွှေစံပါတန်လို့တွေ့မယ်မတွေ့တဲ့အားမဝင်နဲ့ရှုလက်ကြမှာတွေ့တယ်တွေ့နေရာကကိုစိတ်ကိုပိုက်ခြင်းနေသူ့စိတ်ကိုပို့တော့ပါဘူးတင်းနေပြီတင်းနေပြီစိတ်ရှိရှိဆရာကြီးတင်လို့စိတ်ရှိရှိလိုက်ပြီးဖတ်ပေးရမှာရောယူတောင်းငယ်လေ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 းမာယာမနေရာလေးပြောတာဘုရားစိတ်ဘယ်လိုဖြစ်လဲနှာခေါင်းမှာတွေ့ကြတဲ့ရှိတယ်အဲ့တော့တရားဖြစ်လိုက်နေရင်အတန်ကြီးညာလုံးတော့တရားစစ်တဲ့နေရာမှာအတန်ကြီးပြတဲ့ဆရာကြီးကရှိမှတာလေကတိတဲ့ဘုကိုခေါင်းကြီးကိုင်းပြီးတော့မရဘူးလေခေါင်းကာကိုင်းမယ်နော်ကဲပါရတာငယ်လေး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 မေးတော့သိရင်ခေါင်းကြီးမသိရင်ခေါင်းကာဟုတ်ပြီမျက်စိမိတ်လားဆရာကြီးကြီးနဲ့ကိုယ်ကလာကိုမှန်ပြီးတော့စိုက်လို့ရှိရမယ်ဆရာကြီးရောငယ်ရောက်တော့မြေလုံးအားရဒီရောက်မဒီမျက်စိမိတ်ရှိရမယ်လားအားလုံးမျက်စိမိတ်ရှိရမှာဆရာကြီးကြီးအောင်တော့ဘူးနော်ဟုတ်ပြီသိရဘူးလည်းသိရမသိရဘူးလည်းဒီလေးဘူးအာမင်နဲ့လည်းမှတ်ရဆရာကြီးဆရာတဲ့ငယ်လေးကဘုံပြပြညာပဲပါရင်ကံစားရပေါ်ရမည်လေတို့ဆရာကြီးညာပဲပါရင်ကံစားရပေါ်ရဲ့တို့များညာပဲပါရင်ဘယ်လိုဖြစ်နေပါလဲငယ်လေးပြတော့ငယ်လေးမှတ်တော့ညာပဲပါရင်ညာပဲပါရင်ညာပဲပါရင်ဆရာကြီးလည်းပတ်ညာပဲပါရင်ညာပဲပါရင်အဲ့ဒါစိတ်ဝင်စားကြကောင်းတယ်ရှင်းစေညာပဲပါပြီမန္တိယာဓမ္မရှုထားပါညာပဲပါပြီသမာဓိရဲ့ဘောဓာတ်ကြီးဆိုရှင်ရောက်တာသမာဓိမြည့်ရဲ့ဘောကပြင်းပြီးလာအောင်တည်းရဲ့စောင့်တာနေတော့သိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်မသိတဲ့ဘုရားတော်ရုံးနေနော်အားငယ်အောင်တရားမလို့အောင်ရတယ်ဒါလည်းဘုရားဆရာကြီးရတယ်ဘယ်ပါးကကာလာရေပေါ်ကမြည်ကြညာပဲပါးကိုပြတော့ဒုံညာပဲပါမှာပဲလို့သိပါလိမ့်မယ်လူများဘယ်ပဲပါပြီးဘယ်လိုဖြစ်နေပါလဲမှန်ကြီးရာသံပါရှုထားပါညာပဲပါရင်သိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်ပြီလားဟုတ်ပြီလားဟုတ်ပြီဒီလိုပဲပါဒီလိုပဲပါရတယ်သူကပိုးတော့သိတယ်ပုံရအားရပါဒီလိုပဲပါတယ်ဒါလည်းဘုရားဆရာကြီးဆရာတဲ့နောက်သိမယ်လေခံစားရပေါ်ပြန်ပြီနောက်ပြုမှန်းတော့နောက်စီခုခေတ်မျိုးတွေဆိုရင်တို့နဲ့နောက်စီညာလေးဘယ်လိုဖြစ်နေပါလဲပြုနေရောကောင်းတယ်လို့တော့နောက်စီမှာပုံတာလို့ကြဖြစ်လာအမျိုးသမီးတွေတို့နဲ့နောက်စီညာလေးဘယ်လိုဖြစ်နေပါလဲမန္တရလမ်းပါရှုတာပါနောက်စီသမာဓိအားနည်းဖို့အတွက်စေရစောင့်တာတိုင်းဒီ
ရင်းနေကိုရောက်သွားတယ်သူလည်းကိုလည်းစောင့်တာလိုက်မှသိရှိရတာသိအမွေကြိုးကြိုးကြီးကြာတော့ပြေးလာတယ်ဒီကျက်ကြည့်ရတယ်ဒီကျက်တော့လို့ပြေးသိသွားနောက်ဒီတည်ရင်ကောင်းခဲ့မတည်ရင်ကောင်းကဟုတ်တာဒါလည်းပြုံးကြည့်ရတဲ့လေထဲမှာလည်းခံစားရပေါ်ကြတယ်နောက်ဒီဘက်တော့ခုလေပဲနေရာကြီးဖွင့်လိုက်တို့များလေပဲနေရာဘယ်လိုခံစားရပေါ်နေပါလဲလေပင်စိတ်ရှိလိုက်ပါဆရာကြီးစိတ်ရှိစောင့်ပေးတာလေနှုတ်နဲ့ပုဂ္ဂိုလ်နဲ့ပုဂ္ဂိုလ်ရဲ့ညာပြီးစိတ်ရှိစောင့်တာလေကြာလိုက်ပါအားမယ်နဲ့ရတယ်လေးရဲ့ကိုယ်ကြီးကျော်တဲ့သမားကြီးမသုံးချဘူးပိုင်တင်းနေပိုင်နဲ့ပါတာတည်ရင်ကောင်းတဲ့မတည်ရင်ကောင်းကဟောပါဗျာရောရီအစိမ့်လေးတွေမပိုင်ရတော့တကောင်ချုံပြီးရွှေ့ကြမှာတို့ဘောင်းရောဘယ်လိုခံစားရဖြစ်နေလဲလို့မှန်းလိုက်စမ်းပါရှိတာပါသမားကြီးရဲ့ကိုယ်ကခံနိုင်မှုကြာရင်လည်းအောင်မြန်ဆေးရတယ်တော့တည်ရင်တော့ကြိတ်မတည်ရင်တော့ကဟုတ်ပါပြီပြောင်းပြီးပါပြီကဲကိုယ်စိတ်ကိုပြောင်းတဲ့ဒီကိုပြောင်းလိုက်မယ်ညာဘက်လက်မောင်းပြောင်းလိုက်ပကုံးနဲ့တရားမြေကြားနေရာလေးဘယ်လိုဖြစ်နေပါလိမ့်ဟဲ့ပကုံးနဲ့တရားမြေကြားနေရာလေးဘယ်လိုဖြစ်နေပါလိမ့်ဟဲ့တနိုင်လေးအစိမ့်လေးပိုင်းပြီးတော့ရှုပွားခိုင်းနေတာသိရှိနဲ့တိုက်ပါနေကြညာဘက်လက်မောင်းအလိုက်ကြီးစောက်ပြီးတော့ပို့ထားတယ်နှုတ်နဲ့ပုံတွေအတွက်အာမေစီရပါညာဘက်လက်မောင်းတည်ရင်ကောင်းရဲ့မတည်ရင်ကောင်းတာဘုံရအားရပါလက်မောင်းရစီကိုအောက်ဆိုးချလိုက်တော့ဟာသာလေးဆွဲလက်ကြံနဲ့ရောက်သွားပြီတောင်ပြင်းတဲ့လက်ကောင်ကိုရတဲ့ပြန်တောင်ပြင်းတဲ့လက်ကောင်ကိုရတဲ့ပြန်မြာပဲလက်ပြန်စိတ်ရှိလိုက်ပါကြော်ရင်ကြော်ပါလေဒီကိုရရင်ရပြီဆရာကြီးအာမခံတာလေဒီကိုရပြီကြော်ရင်ကြော်ဝေးဖြစ်ညာပဲလက်ပြန်ပြီးရင်ကောင်းပြည့်ရင်မပြီးရင်ကောင်းတာဟုတ်ပြီဗျာလက်ပြန်တဲ့စိတ်ကိုအောက်လျှော်ရတယ်ဘဝရောက်တော့ညာပဲလူ့အမာကြည့်ညာပဲလက်ဘဝလေးပဲဖြစ်ပါလိမ့်မှုနဲ့ဘဝလေးပဲဖြစ်ပါလိမ့်တဏှာလေးပုဂ္ဂိုလ်ကြီးနိုင်တဲ့ပြီးတော့ရိုက်ပြီးနေပိုင်ရှုပွားမျိုးအသေးစိတ်ပြင်းနေပြီညာဘက်လည်းပမိုးတည်ရင်ကောင်းရဲ့မတည်ရင်ကောင်းကဟုတ်ပြီလက်ပမိုးရဲ့အစိတ်လေးကိုအောက်ကိုရှော့တယ်လက်မလေးကြောင်းရဲ့အများကိုမသွားနဲ့လက်မလေးကြောင်းရဲ့အပိုင်အသေးလေးမှာအပိုင်လိုက်အသေးလေးမှာအသေးလေးထားတာလက်မလေးကြောင်းရဲ့ဘယ်လိုဖြစ်သွားလဲ
ညာဘက်ကလက်ပါလေးကြောင်းနေလို့ဖြစ်နေပါလေညာဘက်မှာသိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်တယ်ဗျာအားရပါလက်ပါလေးဒီမှာတင်ယူရပါရှုထားပါလက်ညိုးလက်ညိုးလက်ညိုးညာဘက်လက်ညိုးညာဘက်လက်ညိုးသိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်ပါဗျာလက်ညိုးမှာလက်ကလေးလေးပါအရှိလုံးလက်ချောင်းလေးကိုမှားလိုက်သမားရှုထားပါညာဘက်လက်ကလေးညာဘက်လက်ကလေးသိရင်ကောင်းခဲ့မသိရင်ကောင်းတာဟုတ်ပါဗျာလက်ကလေးမှာလက်ရွယ်လေးပါမှန်လိုက်သမားရှုထားပါညာဘက်လက်ရွယ်ညာဘက်လက်ရွယ်သိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်ကဲ့ဗျာအားရပါရဲ့ဗျာလက်ရွယ်ပြီးမှလက်သားလေးပါဒီလိုကအတူတူလက်ချောင်းလေးကမလိုက်စမ်းပါရှုထားပါညာဘက်လက်သားညာဘက်လက်သားညာဘက်လက်သားသိရင်ကောင်းရဲ့မသိရင်ကောင်းတာရိုးရိုးလေးလက်ဘွားကိုဆွဲပါဦးဗျာဒီရဲ့ကြီးဗျာတကယ်တော့ပြုတ်ဗျာအမရအလိုလိုဗျာပေါ့ညာဘက်ရဲ့ဘွားသိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်အစိတ်လေးတွေမပိုင်းတော့လက်မောင်းရနေလက်ဘွားကြီးတစ်ချိန်လို့ရင်းနေလောင်းလိုက်လို့တဏှာစိတ်ဆွဲတတ်တယ်လို့အရှိလို့ရှိလာညာဘက်လက်ချောင်းဘယ်လိုခံစားရဖြစ်တော့ပါလဲသိကြတာတော့ရရစောင့်ရလို့ပါဦးကြသိရင်ကောင်းရဲ့မသိရင်ကောင်းတာအားရတို့ရုပ်ကြောင်းမယ်စိတ်ကိုကြောင်းရမယ်ဘယ်ဘက်လက်မှာဘယ်ဘက်လက်မှာပကုံးရဲ့ကောင်းရဲ့ရနေရလေးကိုမှန်လိုက်စမ်းပါရှုထားပါဘယ်ဘက်လက်မှာဆရာကြီးအဲ့ဒီစောက်တယ်တော့လို့တယ်ဘယ်အားမယ်လဲဘယ်အားမယ်ဒီလာလိုက်တော့ဒီလိုမျိုးရောက်သွားတော့ဘယ်ဘက်လက်မှာသိရင်ကောင်းတယ်မသိရင်ကောင်းတာအားကြတယ်လက်မောစီအောက်လျှော့ကြတော့လက်ပြန်တဲ့ရောက်ဒီပေါ်ပြလက်ပြန်တတောင်စင်းနဲ့လက်ကောက်ရပြီးပါပြီတတိုင်းလေးလက်ပြန်သိရင်ကောင်းရဲ့မသိရင်ကောင်းတာဟုတ်လက်ပြန်တဲ့စိတ်ကိုအောက်လျှော့ရိုက်ကြတဲ့ဘိုးပေါ်ဘယ်ဘက်လက်ပါမို့အညာမှာလက်ကိုပဲကြာလက်ကိုပဲခေါ်တယ်နော်ဘယ်ဘက်လက်ပါမို့သိရင်ကောင်းရဲ့မသိရင်ကောင်းတာလက်ပါမို့ရတဲ့အောက်တွေ့လိုက်ဟိုလက်ပါလေးကြောင်းလေးရောက်လက်ပါလေးကြောင်းရောက်လက်ပါလေးကြောင်းရောက်ဘယ်ဘက်လက်ပါဘယ်
Bebelema Diye gao ke madiye gao ga oh Lema beba de yuri ba Malai samba sugava Bebeleyo Diye gao ke madiye gao ga Le yuri ma le kleva Ashi zone jauh Malaysia masuk Java Legale Diem kau ni mati kau ka Legale bima Lejwe Sudah Biarlah, Susah suwe, apa yang banyak mayu itu, dia biaya, sibuk, mayu itu saya kan, jadi tiang kau je, mati yang kau kan, oh dia, lelaki mana tetapi lah, hidup dulu jauh Malaysia lah. Java leta Di gao ke di gao ga le boa ni yi ka lo le boa Di gao ke di gao ga asali mai do yo Le maunya le boa di hidup sudah isaba, bebel jauh lebih tua balik. Tidak ada, tanda je kita sumpah. Di gao ni tadi gao ga, tenai jual lagi, siapa siapa ni, nyau ni tenai aman ni, mesin ni, saya agak mesin ni, tenai bah. Siapa yang buat ini, siapa yang buat, siapa ini apa, mayor ini, sini apa ini berat, mesin ni, aman ni, mesra ni, amayau ni, oh ini, mesin ni dia puluh ni, mama kita aja. Kamu masuk ini. Yima. Lemione yiyun ya. Yimi lo Malaysia Jawa. Lalu wajib punya pakanai. Lepian syu. Kanai sulai. Yo orang yo dah ada. Yima. Maya media, enak bertiga lagi apa? Dia gaul ni, dia gaul oh, ini pada sini aushoja, wami, aushoja wami yang kuat, oh ya tadi, putih putih aushoja, punya di aushoja, wami. Wami, ni gao ke, ni gao ga, oh ya, jadi, dah lagi, kau jaga ni yang di, jauh belum di wali ya, tu nak jauh belum di wali ya, tu nak jauh belum di wali ya, kau jaga ni yang di mana Islam sudah pak, ni sini yang mula, kan saja tinggi dah sih, jadi karena masih ada fungsi yang berbeda, jadi oh
ဒီလိုကောင်းရဲ့မသိရင်ကောင်းတာကိုယ်ပိုင်ပြီးသွားပြီအောက်ပိုင်းရှိုးရမယ်သူစိတ်ကြောက်ညာပဲပေါင်းပို့လိုက်တော့စိတ်ကိုညာပဲပေါင်းဒီမှာနဲ့ဒီကောင်းကြမှာတနိုင်လေးအကျေမဝါလို့ကျုပ်သွားမယ်တော့ဒီကျေဝါးတနိုင်လေးညာပဲပေါင်းဒီမှာနဲ့ဒီကောင်းကြရှုထားစောင့်ထားတယ်နှုတ်နဲ့ကိုယ်မလိုက်နိုင်ပါဘူးနေရာပြောင်းလာတာလည်းကြောက်စောင့်ပြီးတာလည်းဆရာကြီးအလိုက်ပြီးနေညာပဲပေါင်းဒီကောင်းရဲ့မသိရင်ကောင်းကဟုတ်ပြီရအောက်ဆွဲလိုက်ပြီးရှင်းလို့ရပါတော့လူကောင်းရဲ့ရှင်ရဲ့စီကြညာပဲခြေလုံးညာပဲခြေလုံးမရမယ်ညာရှုရမယ်ညာပဲခြေလုံးဒီကောင်းရဲ့မသိကောင်းကဟုတ်ပြီအောက်ရှောရှာလိုက်ဖို့ခြေဝဲရောက်ပါဘောဗျာခြေဘုံညာပဲခြေဘုံဖိတိုင်းခြေတွေ့လို့ဖိတိုင်းရဲ့ဓမ္မဟုငကိုရှိတဲ့ခံစားရကိုသိအောင်သမာဓိရှိမှာအဲ့ဒါပါမှာသမာဓိပိုင်ပြီးကိုယ်သမာဓိသိတဲ့ခံစားချက်ကိုကျင်တဲ့ဖိထားတဲ့ခံစားချက်ဘလို့လဲညာပဲခြေဘုံစိတ်ကိုညာပဲခြေဘုံနဲ့ပို့ထားတယ်ဒီကောင်းရဲ့မသိရင်ကောင်းတာဟောပါခြေဘုံရဲ့စိတ်ကိုအောက်ဆိုရစမ်းပါညာပဲခြေမာလေးရောက်သွားအောင်ဗျာညာပဲခြေမာညာပဲခြေမာညာပဲခြေမာဒီကောင်းရဲ့မသိရင်ကောင်းတာဟုတ်ကဲ့အားရတယ်ခြေမာလေးမှာခြေယူလေးပါကတိကတည်းကပေါင်းရတယ်ခြေလုံးပဲဖြစ်တယ်ဥစိတ်ကိုခြေယူလေးပို့လာရတယ်အာမင်ကြော်ရင်လည်းကြော်ပါသေးမရလို့ကြောက်လည်းမဖြစ်နေကြော်ပဲတနည်းအားဖြင့်ရပါတော့သိရပါညာပဲခြေညိုညာပဲခြေညိုသိရင်ကောင်းရင်မသိရင်ကောင်းပါခြေညိုမှာခြေကလေးပါကျူလိုက်စမ်းပါညာပဲခြေကလေးညာပဲခြေကလေးစူးစိတ်ဆိုင်ခြေကလေးညာလေးဘယ်လိုသိပါလိမ့်ဟဲ့မလိုက်စမ်းပါရှုထားပါသိရင်ကောင်းရင်မသိရင်ကောင်းတာခြေကလေးပါခြေကလေးပါမလိုက်စမ်းပါရှုထားပါညာပဲခြေရွယ်ညာပဲခြေရွယ်ဒီကောင်းရင်မသိရင်ကောင်းတာတွင်ရှုံးပြီးခြေရွယ်ပြီးမှခြေလမ်းလေးပါဘေးလုံးလားအတူတူခြေလမ်းလေးကိုမလိုက်စမ်းပါခြေတန်းညာပဲခြေတန်းနောက်ရင်ပြည့်ပြည့်အားငါနဲ့ဆရာကြီးဘောရရောက်ပြီညာပဲခြေတန်းဒီရင်ကောင်းရင်မသိရင်ကောင်းတာဟုတ်ပြီခြေဘွားပြင်းရင်ကပ်ပြလာပါပြင်းရင်ခြေဝိုင်းညာဘက်ကခြေဝိုင်းကိုရောညာဘက်ကခြေဝါးရဲ့ပြည့်သွားတယ်ဒီ
ဒီကောင်းရင်မဒီကောင်းတာရိုးရိုးရေးအစိမ့်ကြီးမပိုင်းတော့ရတယ်ဒါလည်းပေါင်ကြီးကခြေဝါဒီအခြေလို့ဆိုရစမ်းပါညာဘက်ကျောင်းကျောင်းလို့ဘာသာပေါ်ပါပါလေညာဘက်ကျောင်းကျောင်းလို့ပေါ်ပါပါလေညာဘက်ခြေကဟောပြီးဒီကောင်းရင်မဒီကောင်းတာအာရပါရရောင်းမယ်ဘေဘေပေါဘေဘေပေါအင်းမာနဲ့ဒီဘုံရာသတိုင်ပြီးသတိုင်ပြီးဘေဘေပေါဇောင်းကြီးရောကမခိုင်းတော့ဘူးသုံးပါဆုံးတာဆရာကြီးနာမည်ကိုထုတ်ပါမယ်ဘေဘေပေါစိတ်ကိုအောက်လျှောချလိုက်ဘယ်ဘယ်ခြေသလုံးဘယ်ဘယ်ခြေလုံးကောင်းလို့မမလေးကကောင်းလို့လေးတော့ကနိုင်ကြတဲ့ပုံလေးနိုင်တဲ့ပုံလေးကောင်းမှလိုက်စီနဲ့ပြည့်တဲ့ရှင်ပြင်ကနာအစကောင်းမှအနောင်ကြီးရတဲ့ကောင်းမိုက်တဲ့ပုံကိုကောင်းမိုက်တဲ့ပုံကိုစိတ်ကြိုးတက်မယ်အိမ်လိုက်မယ်ကောင်းမှမပြေပြင်ပေးတာအဲ့ဒီတော့ဆရာကြီးပြမှုတွေပြင်ပေးတော့ခြေလုံးကိုတည်တဲ့ပုံကိုကောင်းပြင်းလိုက်ပါကောင်းရင်တော့မကောင်းခြေလုံးရစိတ်ကိုအောက်လျှောချတော့ခြေမိုးရောက်သွားပြီပေါ့ခြေပမိုးခြေပမိုးခြေပမိုးအောက်လျှောလိုက်ခြေမဘေဘေခြေမဘေဘေခြေမဘေဘေခြေမခြေမဘေမခြေယူလေးပါမှားလိုက်ကြပါရှုထားပါခြေညိုဘေဘေခြေညိုဘေဘေခြေပဲဘေဘေခြေကဲဘေဘေခြေပဲဘေဘေခြေတဲ့ကျွဲဘေဘေခြေရွယ်ဘေဘေခြေရွယ်ဘေဘေခြေသံဘေဘေခြေသံဘေဘေခြေသံဘေဘေခြေပွားဘေဘေခြေပွားဘေဘေခြေပွားအစိမ့်ကြီးမမရောဘေဘေပေါင်းရခြေဝါးကြီးတစ်စီလိုယူလိုက်သမှာဘေဘေခြေတော်ကြောင်းလို့ဘာသာရေးပေါ်ပါပါလို့ပြောတော့ရှိန်နဲ့အမှုလုပ်လို့တွေ့တဲ့ပုဂ္ဂိုလ်တွေ့ပါလိမ့်မယ်ရွာစီနဲ့တရားရတဲ့ပုဂ္ဂိုလ်တွေ့လိမ့်မယ်ဒီတော့အောင်တက်အခါရတဲ့လို့တွေ့တဲ့ပုဂ္ဂိုလ်တွေ့မယ်ဒီကောင်းကြီးမသိရင်ကောင်းတာဟုတ်ပါပြီဆရာကြီးအပန်းသိတဲ့တရားကိုယ်ကရိုးရိုးငယ်လေးကသာခြေဝါးကြောင်ဒီလိုလုံးတော်လုံးနာမည်အမျိုးမျိုးပေါ်ပြီးတရားကိုယ်ဒီတော့အပန်းသိမှုကြီးရဆရာကြီးနဲ့အမေကြီးသင်ပေးတာတွေလိုက်ပြောရတော့ဟော
ရေပြောတော့ကိုရွေလည်းပြေးပါပြောတော့ကိုရွေကိုပြောတော့ကိုရွေလည်းပြောဆရာကြီးကငယ်လေးကသာဒီဘဝကြအောင်နာမည်လေးအမျိုးအောင်ပါကြအောင်ခေါ်ပြီးပြပူရပါလေအဲ့လိုနာမည်လေးအမျိုးလို့ခေါ်ပြီးပြပူရဖို့လောကဝေါ်အရာမှန်သမျှကိုစာပေပရိယမှာပြည့်ရလို့ခေါ်ပါလေဗါလဲပြောပါဟုတ်ပါပြီလောကဟောအရာမှန်တဲ့ဟောပြည့်ရလို့ခေါ်ပြီးတော့မှတ်ထားပြီးတော့ရောကိုယ်စီကိုယ်မှာပြည့်တဲ့ဖြစ်နေဟောဆရာကြီးနဲ့အမေပြီးလို့ရအောင်လို့ဆရာကြီးကလောကဟောအရာငယ်တဲ့ကိုယ်ဆွေးကြမှာလို့ပြည့်ရနေရာလေးကိုပေါ်ပြီးရှုခဲ့ပါရှုပါတဲ့ရောရည်ငယ်တဲ့နေရာလေးမှာသဘင်တွေပေါက်နေတယ်လို့အာယုံမှာပေါ်ရတာတို့ရောပူရာလေးတွေအေးရာလေးတွေလှုပ်တာလေးတွေပြင်းတာလေးတွေကြောက်တာလေးတွေပေါ်လာလို့ပဲရင်ဘယ်လိုပြပါမယ်သာဓု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 မာသွားပါပြီမာသွားပါပြီဆရာကြီးကပြညညာပဲဘာပဲဘာပဲနောက်တည်လည်းစားရည်နာမည်ပြညဒီခေါ်ပြောလက်တော်တွေပါနာမည်ပြညဒီခေါ်ပြီးရှုပါခဲ့ရပါတယ်ရှုပါရဲ့ရွယ်ဒီလုံးနာလေးတွေပြတာလေးတွေထူတာတွေဖြေတာတွေရှူတာတွေမဲတာတွေကအာယုံမှာပေါ်နေတာတို့ကိုပူတာလေးတွေပြေးတာလေးတွေထူတာလေးပြင်းတာလေးတွေပေါ်လာတော့မင်းကိုတို့ရကိုတွေ့စမ်းပါလောက်ပါပါဗျာသာဓု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 မှန်သွားပါပြီမှန်သွားပါပြီမှန်သွားပါပြီဆရာကြီးကရင်းမြင်ဝမ်းမြင်ပြောရင်ပေါင်းချေလုံးချေရောက်နေနာမည်ပေါ်ပြီးတော့ရှုခိုင်းခဲ့ပါလေရှုပါရဲ့ရောရည်အဲ့ဒီနေရာမှာလုံတာတွေကြားတာတွေဒူတာတွေခြေတာတွေပြူတာတွေမဲတာတွေအာယုံထဲမှာပေါ်နေတာတို့ဒီဘောပူတာတွေအေးတာတွေလှုပ်တာတွေပြင်းတာတွေတောက်တာတွေအာယုံထဲမှာပေါ်လာလို့ပြင်ဘယ်လိုပြပါမလဲကိုတွေ့တာကိုတွေ့တာပါဠိပြပါဠိပြပါဠိပြရောတို့ကိုယ်ကပြေးလာရတဲ့နေရာမှာလှုပ်တာတင်းတာတောက်တာပူတာအေးတာရေလို့ပြောကြတာလို့စာပေပရိယမှာပရမတ်ကိုခေါ်သည်ဗျာဗါလေပရမတ်ပါခင်ဗျားတို့ကိုယ်စီကိုယ်ကခန္ဓာကိုယ်ကနေရာမှာပူရာအေးရာသုဒ္ဓပညာတွေလို့တွေ့တာကစာပေပရိယမှာဗါလေဗျာပရမတ်လောကဝေါ်ရပြောသူနဲ့ဟိုစာပေပရိယကဘာရောပညာမှတ်မိပြီလားမှတ်မိပြီဆိုရင်တကယ်တမျိုးမျိုးနဲ့ရွှေတိုးလို့ပြီးအသိဉာဏ်ကျေပြီးဝိပဿနာဉာဏ်ရအောင်ပို့ချတာအပြင်ရှေ့တိုးလို့တို့တင်ဖို့ပဲရောကိုကြီးကိုယ်ကတွေ့နေကြတဲ့မူရာအေရာလောက်တာတင်းတာတောက်တာဆိုတဲ့ပရမတ်တရားတွေခင်ဗျားတို့ခန္ဓာကိုယ်မှာဆွဲလဲမြင်မြင်တစ်မျိုးနဲ့တစ်သမတ်နဲ့ပေါ်နေတာပြောင်းလဲနေတာကိုတွေ့ရလို့မင်းဘယ်လိုကြည့်ပါမလဲပြောင်းလဲနေလေလို့အားလုံးကြည့်ရပြီဒီစကားလေးကိုဘုရားရှင်ရဲ့ဟောတဲ့ဒီနာတော်ပါဠိရှင်၍သိဉာဏ်ဝဲအောင်ပြောရမယ်ဆိုရင်ဘုရားရှင်ကိုမကြီးဟာဘယ်ကိစ္စမဆိုကပ္ပမတဲ့တွေ့နေရင်အပြင်နိစ္စကိုပါဠိကိုပြောတယ်ဗျာဘယ်ကိစ္စမဆိုပြောင်းလဲနေရင်ဖြင့်ပါဠိကိုအနိစ္စကိုပြောတယ်ဗျာဒါဖြင့်ဘုရားရှင်ဒီနာနဲ့ပြောရင်နိစ္စကိုမှတ်တယ်လားအနိစ္စကိုမှတ်တယ်လားအနိစ္စကိုမှတ်တယ်ပါဘုရားအေးရာသုဒ္ဓနေတာရဲ့မမြဲပဲပြောင်းလဲနေတယ်ကိစ္စရောဘယ်လိုမှတ်ရမလဲအနိစ္စကိုမှတ်ရမယ်သိပြီလားအဲ့လိုအနိစ္စကိုမှတ်တဲ့ဉာဏ်ပေါ်အောင်ရှင်ရင်ပွားများနိုင်တဲ့ပုဂ္ဂိုလ်တိုင်းကိုဘုရားရှင်ကိုမြတ်ကြီးဟာဝိပဿနာဉာဏ်အရာရောက်ပြီလို့မိန့်တော်မူခဲ့ပါလေ။ဘာဉာဏ်ရောက်ပြီ
ကြီးကဝိပဿနာဉာဏ်အရာရောက်ပြီလို့ဘုရားရှင်မိန့်တော်မူတဲ့လို့တပည့်တို့သိရပါပြီအဲဒီဘုရားရှင်မိန့်တော်မူတဲ့ဒေသနာတော်အေးအေးချာချာနာရအောင်ဟောပြပါအောင်ဆိုရင်ဖြင့်ပြည့်ရတဲ့တတိတော်အနိစ္စတာပြုသိကဝိဟိအာကာရိဓမ္မေပန္တိဝိပဿနာပါဠိတော်ကြီးအားလုံးနားလည်ဗမာလိုပြန်ပြီးပြောရဲဆိုရင်ဖြင့်ပြည့်ရတဲ့ငေဒီကသာခြေဝါကြအောင်လောကဝေါ်ရပြောဆိုကြပြည့်ရတရားလို့တပိတ်တော်ပဲကွာသာသည်အနိစ္စသာဒီဒီကမမြေလိုအားဖြင့်မြေလားမြေဘူးလားမြေပါမမြေလိုအားဖြင့်ဝိရိအထုလိုပြပြကုန်သောအာကာရိအချင်းရာလိုဘယ်လိုချင်းရပါလိမ့်မည်ဖြင့်ကိုယ်ရဲ့အချင်းရာရှိရလားဗျာရှိပါဘူးတွေ့ရလားဗျာတွေ့ပါဘူးအေးရဲ့အချင်းရာတွေ့ပါဘူးလွတ်တဲ့ချင်းရာတွေ့ပါဘူးတောင်းတင်းနာချင်းကြဲတော်ချင်းရာတွေ့ပါဘူးဓမ္မေပရမရှိဓမ္မေတရားတော်ပတ္တိဉာဏ်မျက်စိဖြင့်ထိုးထွင်းသိမြင်ကြ၏ဣဒဓမ္မာတို့ကြောင့်ဝိပဿနာဝိပဿနာမြာဝေတော့ဆရာကြီးပူချတဲ့ဒီနာတော်ကျမ်းမာရည်ပူချတဲ့အတိုင်းပြည့်တော့ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့သူအေးမောရောတောင်းရင်းစားတဲ့ပရမတ်ကိုမြင်ရပြီလားမြင်ပါဘူးမြင်ပြီဆိုရင်ဖြင့်အဲ့ဒီပရမတ်တင်နေနေမြဲတဲ့သဘောကိုတွေ့လာမမြဲတဲ့သဘောကိုတွေ့လာပြီးပြန်ရင်မြဲတဲ့သဘောကိုတွေ့ရင်ဖြင့်နေသာမရအောင်လားနေသာမရအောင်လားနေသာမှတ်တဲ့ပုဂ္ဂိုလ်တွေဉာဏ်ကိုရောက်ပြီးလို့ဘုရားတရားမိန့်တော်မူခဲ့ပါလေဘုရားတရားရောက်ပြီးလို့မိန့်တော်မူတဲ့ဖြစ်တော်ကိုထောက်ပြီးတော့လောကဟောရတဲ့ပြောရပုဂ္ဂိုလ်များတရားပြောက်လို့ဘယ်မှာရှာမလဲဘုရားတရားရှာလို့ဘယ်မှာတွေ့မလဲဘုရားတွေ့ပါကိုယ်ရည်စာရိနာရတရားတော်မြင်ရင်ကိုယ်ရည်ကိုအားမရဘူးလားတွေ့ကြပြီဆိုရင်အဲ့ဒီတွေ့တဲ့တရားကိုဆရာကြီးပို့ချတာဆရာကြီးဉာဏ်သာပြီးပို့ချတဲ့တရားလီလာဘုရားရှင်ကိုမြတ်ကြီးကိုရောရိုင်းဟောတဲ့တရားလီလာရေလို့ဝေဝေချာမသိသိကြပြီဘူးလားဗျာသိသိပါသိသိတယ်ဒါကြောင့်ဘုရားရှင်ဟောတဲ့ဒေသတော်ပါလို့ထောက်ပြပါဦးဆရာကြီးဆိုရင်ဖြင့်ဒေသတော်ရပရိယစကားနဲ့ပြောရင်တာယုဒ္ဓနိကေမှတ်လိုက်ပါနိဒာနာဝေကခံယုတ်ဓာတုသုံးတာဘာသုတ္တပါလိဓာတုသုံးတာတို့လို့ဖြစ်တာဘာသုတ္တဓာတုသုံးတာဓာတုသုံးတာရေလို့ဆရာကြီးပြောပြန်ပြီးကျွန်တော်တို့ကျတော့ဖတ်ပြီးပါပြီအဲ့ဒီဓာတုသုံးတာဆိုတာကိုဘုရားရှင်ကိုမြတ်ကြီးဘယ်နေရာမှာသင်သုံးတော်မူပြီးတကားလားဘယ်သူဟောတာလို့မြဲလို့ကကနာမသိသိနေဘူးလားသိသိပါသိသိနေဒါကြောင့်ဘုရားရှင်ကိုဘယ်နေရာမှာသင်သုံးတော်မူပြီးတော့ဘယ်သူဟောတာလို့ရဲလို့ဒီနာနဲ့ကြပြအောင်လို့ဘဂဝါသာဝတိယံဝိရတိဒိမယတိယာဟုလာအစရှိသောခါခါတော်ရဗမာလူမျိုးတွေပဲဖို့ဗမာလူနားလည်အောင်ပြန်ပြီးပြောပါဆိုရင်ဘဂဝါဘုဒ္ဓတော်၆စုကုံတော်နာနာရဲ့ပြည့်စုံတော်မူသောဘုရားရှင်ကိုယ်ကြီးသာဝတိဒီဘုံစေဝရွှေကြောင်းတော်၌တေဟောဘရောသံဃာမူသည်ရောယုဘုရားရှင်ဘယ်နေရာမှာဒင်းသုံးပြီးတော့ဗျာဒီလိုတော့သာဝတိဒီလိုမျိုးကြောင်းတော်၌တေဟောဘရောသံဃာမူသည်ဘောပါဗျာသာဝရတော်တော်တော်ပြီးတကားလားဘု
hula ya hula shita ya hula keimanya diri ma baya menya adola tem bedo sini pejami nielo menya domra padwiga donde palilo nyamaluwa nida parenya parade nida mala daro yaula ye eri madwi sore ji dhamma mare dari ne pyore tati nyaku chi de pare do mare dari ne pyore tati tara ne tabawa ya ma sia ye swin myin ya lo gaw lo le ne tawe lo ma pi me ma ra pi me ba wo le ne to le yo pi me pi laဒီတော့ဘုရားရှင်မကြီးကအဲ့ဒီမာရနဲ့ပြောတာအရှင်ဘုံဘူးလို့တရုတ်ဘောင်မေရောရာလိန်သံဝါဒီအာနိသံဝါဒီရဲ့ပါဠိတော်မြဲလားမမြဲလားလို့မေးပြန်တော့သားတို့ရောက်လာကအာနိသံဗန္တေမမြဲပါဘုရားတို့ပြရပါပြီရှင်းရလားဟုတ်ပြီနောက်တစ်ခါကြီးတော့ဘောရောဘုရားနာကအာဘောတာတုံတဲ့ပါဠိတော်မြန်မာလိုကရေရပါတယ်ဘာသာတွေကရေရမှတ်လိုက်ပါဦးသာရောရပါလေအဲဒီဓမ္မလေးပွဲစည်းတတ်တဲ့ယူစည်းတတ်တဲ့အခုရေတဲ့ဟာလေပွဲစည်းတတ်တဲ့ယူစည်းတတ်တဲ့သာရကလည်းသဘာဝပြမယ်ဆိုရင်ဖြင့်ယုံမုံနဲ့ဘုရေးရတဲ့တော့အခဲကြီးပြပါကနာမရတဲ့ကာတာဆိုင်မှာအတုံးကလေးပြတာပွဲစည်းတာယုံမုံဝါနဲ့ရင်ရတယ်တော့စီးသွားပြီလူကြီးသွားပြီရှင်းပြီလားရိုးတွေယူတွေခန္ဓာကိုယ်ကနေရေးအတ္တိအစေးကြီးရှင်းငယ်ကြီးရှင်းပြီလားယူစည်းတဲ့ကာယူစည်းတဲ့အမြဲယူစည်းနေလားအမြဲယူစည်းဘူးမမြဲဘူးဘောပေါပြောနေတာယူစည်းကယူစည်းရဲ့ယူစည်းကယူစည်းကိုသိနေရဲ့မမြဲဘူးလို့ပြောပြီးဒါကြောင့်ဘုရားရှင်ကရနေကြပါလေနေကြပါလေကိုပါဠိလိုမေးလိုက်တော့သာဝယောနာအနိစ္စဗန္တိမမြဲပါဘုရားကိုပြေကြပြီနောက်တစ်ခါပြီးတော့တေဇောဓာတုတဲ့ပါဠိလိုမြန်မာလိုကမိကြပါလေပါရတေယမိကြပါသာဝယောနာလေးအဲဒီမိကြပါလေပူတဲ့တတိနဲ့အေးတဲ့တတိမျိုးရှိတယ်တဲ့အဲ့ဒါတော့ပူတဲ့တတိနဲ့အေးတဲ့တတိသူပြောကြတယ်လားဗျာနတ်ကအေးပြီးသူပူပြီးမြဲလားမြဲပါမြဲဘူးနေသာဝါဒီအနိစ္စဝါဒီဘုရားဒီမှာကြီးကသာတော်ရောက်တော့နေတော့သာတော်ရောက်လာအာနိစ္စဗန္တိမမြဲပါဘုရားကိုပြေကြပါပြီနောက်ကတည်းကရောယောဓာတုံတဲ့ပါဠိလိုမြန်မာလူကနေတတ်ပါလေဘာရတဲ့နေတတ်ပါအဲ့ဒီနေရာမှာသာတော်ရောက်လာလုတ်တဲ့တတိရဲ့ဒုက္ခနဲ့တတိရှိတယ်တဲ့ဘာလဲလို့ပြလုတ်တဲ့တတိရဲ့ဒုက္ခနဲ့တတိအများနာလည်းတော့ပြောမယ်ဆိုရင်လေတိုက်လုတ်တာလွယ်ပြီးဝေးဆရာကြီးအားရရှိလိုက်နဲ့ပေါ်နေတော့လေဒုက္ခနေလားခင်ဗျားတို့ခိုင်ဟာထားလိုက်တာလမ်းလျှောက်တာဒုက္ခကပါသဘောပေါက်ပြီလားဒါဖြင့်အမြဲလုတ်နေလားအမြဲဒုက္ခနေလားမမြဲဘူးနေကြဝါဒီအနေကြဝါဒီတို့ဘုရားရှင်ကပြန်ပြီးတော့တော့ရောက်တာအာနိသံဗန္တိလို့ဖြေလိုက်ပါပြီရှင်းပြီလားရှင်းပါဒါဖြင့်ဒီဒေသတော်မှာဘုရားရှင်ဟောတာဓာတ်ပဲနှပါပါလေ၄ပါတတိပဲပြောပါလေညာရှင်းပြောပါအဲ့မှာဘုရားရှင်ကကြီးနီဟုံးချုံလို့မို့သာတော်ရောက်လာရင်မမြဲဘူးမြဲဘူးလို့ဖြစ်နေပြီဒီတော့တတ္တလောကသင်္ခါရလောကဩဃာတလောကလည်းလောကဘုလောကတတ္တဝါရီတရှိယတတ္တလောကတမဲ့ဒီဘီလောတော်ကြီးဩဃာတလောကသင်္ခါရလောကဘောပေါက်ကြအဲ့ဒီလောကသုံးရင်ဘုံအမြင်မှာအဲ့ဒီဓာတ်ကြီးတွေပါနဲ့မကင်းကြဘူးကွယ်ကျောင်းကျိုးကြီးဆက်တော့လားကျောင်းကျိုးကြီးဆိုတော့ဘုရားကြီးကောင်းဘူးလားအဲ့ဒီသုံးလောကတွင်မှာ
ခြင်းမှုဆိုရင်ဖြင့်အဲ့ဒီသုံးလောကအတွင်းမှာရှိတဲ့တတ္တဝါတွေရဲ့တိပိမိတောတော်မြဲဟာမြဲမလားမမြဲဘူးလားမြဲပါဘူးမမြဲဘူးဆိုတဲ့အကျိုးတရားကိုထွက်လာပြီးနောက်ထပ်ဆက်ဖို့မယ်မမြဲရင်ဖြင့်သူ့ကိုတွေ့လားသိတဲ့ဆရာလားညီဝေယုံမုံဆရာလားလို့မေးပြီးညီဝေယုံမုံဆရာလို့အတိပြပါအောင်ဘုရားရှင်ဟောတော်တဲ့စင်္ကာကိုပြန်ဆောင်ကြအောင်လို့အပြီးတော့သာတော်ရအောင်အဲ့လိုညီဝေဒီတဲ့တတိကိုသိအောင်ဟောပါလေလို့ဆိုရင်ဘုရားရှင်သူတော်မြတ်ကြီးနဲ့သာတော်ရအောင်လာတို့သုံးမှန်ကြွစဉ်သာတော်ရအောင်လာနောက်ကခမဲတော်ဘုရားရှင်ကိုကြည့်ပြီးတော့ငါခမဲတော်ကြီးကလှလိုက်တာဟုတ်ကလားအတုလားအတုမရှိဘူးဗျလှလိုက်တာငါလည်းသူ့ဘာမှလှနေလားပါဖြစ်ရောလှနေတယ်ဆိုတော့သူ့ကိုတွေ့တာနေလားယုံမောနေလားတွေ့တာနေလားဘုရားရှင်အကြီးဝမ်းလာကြွားရင်အပြီတော်တော့နောက်ကြတဲ့ဒီကာလသာတော်ရောက်လာကိုဒီနာတော်ဟောတာဘာလို့နောက်ကြတဲ့ဒီနာတော်ဟောတယ်ဆိုရင်သူ့သာတော်သူ့ခန္ဓာကိုတွေ့တာနေမြင်အပေသံဃာနဲ့လောကီကလွတ်ပါလားလွတ်တော်သမုဒိယသစ္စာတွေ့တာနေပြီဒါကြောင့်ယောမောရာပါကတော့ကြီးဝေပါမှဒုက္ခသစ္စာကိုမြင်လာမှနိဗ္ဗာန်ကိုရောက်ပါလို့ဒီတော်မူလို့ဒီနာအရင်ကိုဟောတော်ပြည့်ရာဟုလောဝါရသုတ်တံဆရာသမားများကပူချလို့ရိုးရိုးသေးနာကြပြင်းပွားကြသောအနိစ္စလက်တာကိုစတင်မြင်တဲ့ဝိပဿနာဉာဏ်ဉာဏ်ကိုဆက်လက်ပြပွားသူတိုင်းဘုရားရဲ့သာသနာတော်တွင်ကာလမျိုးသောတာပန်သံဃာရမယဟန္တာတိယနိုင်ယရောက်နိုင်ယမြေမောက်ပြုနိုင်ကြပါလေဟုသတိယောဂောကိုကြီးကိုငါယနေ့ဘုံမြတ်စွာဘုရားထံမှာမိမိရဲ့အသက်ခန္ဓာကိုထူထမ်းကြတဲ့ဒါနာကုသိုလ်ရမြာဘုရားဒီဘုရားဗျာပါပြီဆရာတော်ဘုရားဓမ္မသာယုစောင့်ကြည့်ရတဲ့သီလကုသိုလ်ရမြာဘုရားဒီဘုရားပါပြီဆရာတော်ဘုရားပြုကြတဲ့သမရအာရဏတာဘာဝနာဘုရားတော်ဘာဝနာတို့ကျင့်ကြံပွားများအားထုတ်ရတဲ့ဘာဝနာကုသိုလ်ရမြာဘုရားဒီဘုရားပါပြီတို့တော်ကောင်းစုမြတ်ကောင်းလို့အနာဆရာတရားဥတော်ရဲ့32ဘုံရှင်လင်းကိုငေါဝိနည်းတတော်ပေါင်းအားအမြဝေရပါဥဒ္ဓရာအာလုံးလ
ပါရီတော်သံဃာဝမှာကွာကျွတ်တဲ့မလွတ်ကုန်ရဘုံဘောရင်းပြုံရများစွာတတ္တဝါဘုရားအနန္တတို့သည်နေယုခါစဝရိဟောဖဲကြောင်းတော်လေပြာဆဲပြောင်းရှင်ရှင်ရရင်ပြညာတော်သည်ရောအွန်တို့တို့ဒီတို့ကအတိအတိဖြစ်တော်မူကြပါရောလေဘုရားဘာသာဒီဟူလိုက်လေဒီဘုရားအမြဲလောကရှင်ရဲ့ရောက်နေကြတယ်တော့သာပေပြုကောင်းနေလုံးရင်းဆိုအောင်တိမ်ကြုံချုံအလုံးစုံပြေလုံးသာပြေကုသတော်ပါဏိယောသံဃာဝမှာကွာကျွတ်ဖြင့်မလွတ်ကုန်ရဘုံဘဝနဲ့ကျုံရများစွာသတ္တဝါဘုရားအနန္တတို့သည်နေဗျာစနေတိလျံတောရှင်လျံမောက်တို့ခန်းချောင်းမကျင်းသေရောက်ခြင်းပညာတော်သည်အွန်တို့တို့ဒီတို့မှာအတိအတိဖြစ်တော်မူကြပါတော်တည်းသာဓုသာဓုသာဓုသောကပါဒဒေါနာရှိသောကခိညုံမိန်ဝါရောက်စိုးရင်ကူဆွေးရောက်ရှိကြပေသောသာပေပြုကောင်းကင်လုံးရည်ဆိုအောင်သိဉ္ဇုံဟွန်ချုံအလုံးစုံပြေကုန်ထသောပါဏိယောသံဃာဝမကွာကျွသောဖြင့်မလွတ်ကုန်ရဘုံဘဝတွင်ကျုံရများစွာသတ္တဝါဘုရားအနန္တတို့သည်နေတော်ကာသဝလာဝါအိမ်လေးယံခိန်တို့ညို့အိမ်ဝမ်းကြောင့်စိုးရိမ်ပူဆွေးခြင်းကျင်းပြောက်ကြကုန်သည်ဟွန်တို့တို့ဒီတို့ကအတိအတိဖြစ်တော်မူကြပါယောတည်းသာဓုသာဓုမေတ္တာဘာဝနာပွားများပို့ကြပြီးပါရောပြည့်ပေရတဲ့နတ်မြမအများကိုပြန်ပြီးပို့ကြပါဦးလို့အားလုံးပဲအာရုံပြုတော်မူကြပါဣရသမေသံဃံပုံညသံပရာနမေဝါနုမောရတုသဗ္ဗသံပတိတိယဒါရံသရဏုသရယတိလံရေခဏုသဗ္ဗရာဘာဝနာဝိရဒဝန္တုယေသတုဒေဝတာကတာဧတဝရသဣနာယောကိုရွာအားထုတ်ရင်မယုံမယုံပြုလို့ချင်းချင်းအမေဟိသံတရာစကံတွေကွာမြတ်မှုကျိုးတန်းလွယ်စုကျွန်တော်တို့သည်သာမုဒ္ဒာယခုနေရာပြည့်စုံအောင်ရောကျမ်းဆောင်ရည်သို့ဖြည့်စည်းပါသောပုံညသံဃာအပေါင်းစုံမျိုးကောင်းမှုလို့အဖို့ပါကတော့ဒါပေရှိဝါတောင်းလျောနောက်ပါတင်းနဲ့ကပေဥတော်အလုံးလုံးသောဒေဝတာအကြောင်းစေခါပေါင်းစေကြမှာရောက်လာရကြောင်းတော်ရမပေါင်းစီအနုဘောရတုကြည်ရွှေမနောဝင်သောဖြင့်ရွှေမောရာစွာဝါမြောင်ဝါမာပါတုအနုဘောရသုံးချိန်ကံခေါ်ဆိုတော်မူနိုင်ကြပါယောသတိသာဓုသာဓုသာဓုသဗ္ဗသံပတိတိယလူနတ်နိဗ္ဗာန်ကောင်းရုံမှန်ကိုယောဂာတိပိဟာသတ္တယကံကြောင့်အကျိုးမထောင်မျိုးကြောင့်လို့ကအမြင်ပါရဲ့ဂါရံနေညာတိချာမိပဲရှင်ကြည်မြတ်လို့ဒါနာမျိုးဂါရံတို့သူတော်ရဟန်းဒီယောဖောင်းရဲ့လူတောင်ပေကံတော်မူနိုင်ကြပါယောသဗ္ဗရာနိစ္စလက်မှရေမပြရအောင်ရေကံဒု
မာမမောစေပဲစောင့်ရှောက်ထိန်တည်တော်မူနိုင်ကြပါယောဘာဝနာဝိရဒသမထဘာဝနာဝိပဿနာဘာဝနာညပြသောဘာဝနာတရားတော်မြတ်တော်ယေဘဝပဲဆွေကာမိယမွေပြောတော်မူနိုင်ကြတော်မူဩတို့ကိုယ်ဒီကိုယ်ဟာအပိယတိဖြစ်တော်မူကြပါလေ။အာဂရာအမြာကြီးညာတရားနာဟုဘာသာဆွေစိတ်ခဲအတိတွေနဲ့တွေ့မိကျူဆုံးជីဝေရောက်လာကြပြီလို့ယုဒအကျောင်းစေခါကောင်းစေကြမှာရောက်လာကြရောက်မှပါပါလို့ဒီကေသံတို့တရားဟောတရားနာတရားဘာဝနာကြည့်ကြပေါ်များအားထုတ်ကြတာကိစ္စရဲ့ကြာကြာစီကုန်ခံကြည့်ဖို့မိမိတို့ရဲ့ဘုံနာစီတို့များကြတော်မူရပါယောဂတိသံဃာတော်ရှင်မြတ်တော်ရောရပေါင်းတော်ပါဘူးယနာသုံးပါးအနန္တောအနန္တငါးပါးကိုရှိကိုဟာမေတ္တာဘုရားအမြတ်ပေးဝေတော်မူကြပါဘုရား